些艺人身边那些，俺这些都不低进来的，低进面多了没有结果嘛？是吧？这都被买家吧喏，第一年，真的要没有话过喏，我第一年嘞，哦。ပြဿနာရတော့ရှိတာပေါ့နော်တကယ်တော့နော်အခုဒီပြဿနာအကြောင်းကျွန်တော်တို့မပြောခင် good news နဲ့ပဲကျွန်တော်စားမှာပေါ့နော်ပထမချက်နေကျေးဇူးတင်ပါတယ်တကယ်တို့အကုန်လုံးနော်ကလေးလေးတွေဘာဖြစ်ကျောင်းကကလေးလေးတွေကတော့အများစုပေါ့နော်ကျွန်တော်တို့အစဉ်ပြေးပါတယ်အကုန်လုံးတကယ်တို့စေတနာတွေလည်းပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်စာတင်ပေးတာကျွန်တော်ကပြောသလိုပဲ EMB မှာရှိတဲ့ဆရာမတွေတော်များဟိုဘယ်လိုပြောမလဲငွေတစ်ခုတည်းနဲ့မဟုတ်ပေါ့နော်ကျွန်တော်စေတနာပါကြပါတယ်အကုန်လုံးပေါ့နော်အကုန်လုံး admin တင်းနဲ့တူတူပါပဲအကြောင်းမှရှိရတဲ့လူတွေအကုန်လုံးပါပဲနော်ကျွန်တော်အဲ့တော့ဟိုငါကျွန်တော်အမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိရဲအဲ့ဒါအကြောင်းမှကျွန်တော်တို့ဟိုစီးပွားဖြစ်လောက်တာမဟုတ်ဘူးပေါ့နော်ကလေးတွေအကုန်လုံးအဆင်ပြေအောင်မိဘတွေလည်းကြလာဟိုခက်ခဲကြက်တယ်နေတဲ့အချိန်မှာကျွန်တော်အဆင်ပြေတဲ့နှုတ်ထားနဲ့တွားပြီးတော့တချို့လည်းစေတနာဘာနဲ့တင်ညာပေးကြတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျေးဇူးအဲ့အတွက်လေအဲ့ဒါတွေတော့အတန်းချိန်ကြီးညှိရတာတွေရောအဲ့ဒါတွေအကုန်လုံးပေါ့လေညှိရတာတွေရှိတော့ညီမလေးကစိတ်ရှိရှိနဲ့လုပ်ပြီးတော့ဒီချေတို့အတွက်အဆင်ပြေရပေါ့နော်အဲ့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကြအဲ့ချင်းနဲ့ကျေးဇူးတင်ပါတယ်ဟုတ်တယ်ကျွန်တော်ကျေးဇူးတင်ပါတယ်အခုတလို့ဆိုရင်ရည်တော်တော်လုပ်ပြရတယ်ခွင့်ယူလိုက်တော့ဟုတ်တယ်တန်းချိန်များလေးစားလို့ကျွန်တော်ကြောင်းအနိုင်ကျင့်တော့ကျွန်တော်ကမကြိုက်ဘူးနော်နောက်ပိုင်းကျွန်တော်ပြောတော့မှာကျွန်တော်ကြောင်းအနိုင်ကျင့်နေသွားတယ်နော်ကျွန်တော်ကြောင်းအနိုင်ကျင့်နေသွားတယ်နော်ရှင်းပါကြောင်းအနိုင်ကျင့်နေဒါကစားပါကျွန်တော်ကြောင်းမဲ့အနိုင်ကျင့်ခံနေရတယ်အကုန်လုံးကျွန်တော်အဲ့တော့မကြိုက်ဘူးရဲ့ကျင်နန္ဒာတို့တချေစုတို့တချေလက်ကြီးတချေနွေးဂုံသိတယ်နော်ကျွန်တော်အနိုင်ကျင့်နေပါတယ်ကျွန်တော်လကားချောက်ပြောတာပါချင်းအဲ့တော့လူတန်းစားမျိုးစုံပါတယ်အကြောင်းပါလေစေတနာထားပေးရတဲ့ကျေးဇူးတင်ကလေးလေးတွေကိုတနာဖို့ကောင်းပါတယ်ချို့ကသူတို့နေဝင်ထိုင်မှုလေးအဆင်ပြေသွားတာချေတို့ပုံမှာအဆင်ပြေတာသူတို့မိဘရဲ့ပြောလိုက်တဲ့စကားလေးကအဆင်ပြေသွားတာခွင့်လို့ပေးလိုက်ပါအကုန်လုံးကဒီကာလမှာစိတ်အဆင်မပြေကြအောင်တကယ်ပြောတာပါအဲ့တော့ကိုကပဲလူကြီးဖြစ်လာမယ်ကျွန်တော်တို့ခွင့်လို့ပေးလိုက်ကြပါနော်ကျွန်တော်နော်အတွေ့အကြုံပေါ့နော်ဒီချက်ဆိုရင်လေကလေးကြောင်းပြောပြကလေး9နှစ်မှစတင်နေကလေးလေးကလေ तू ကငယ်ကလေးက YouTube ပဲကြည့်လာတာအင်္ဂလိပ်လိုညီမလိုပြောတာညီမလိုသူနားလည်ညီမလိုပြောတယ်ဟုတ်ဟုတ်အဲ့ဒါလေ तू ကလည်းတီးချဲတဲ့ဘာမှဟောသူ့ပုံဆွဲခိုင်းလို့9နှစ်မှဆိုပုံဆွဲပြီးတော့ဒီ general ဆိုပုံဆွဲပြီးတော့စာရေးရတာလေဟုတ်ဟုတ်အဲ့ဒါကို तू ပုံမဆွဲချင်ဆွဲချင်တော့လေတီးချဲဆွဲခိုင်းတော့လေဟောတယ်မင်းပါလည်းပုံတော့မချီဘူးလားဘာလို့ပြောရလဲလေတီးချဲကိုပြောတာမင်းမပုံတော့မရှိဘူးလားသူ့ပုံဆွဲခိုင်းလို့သူကမသိဘူးကလေးတွေကလေသုံးသိတဲ့စကားမသုံးသိတဲ့စကားသူတို့မသိဘူးကျိုးစုံဒါပေမဲ့ဟောကလေးတော်ပြီးစိတ်ဆိုးနေလို့လည်းမမရတာဟော तू မှနားမလဲတင်ပေးလိုက်ပါတချင်တင်ပေးပါတားရဲ့လို့မတော့အဲ့လိုတင်ပေးရဲ့တားရဲ့လို့မတော့တီရှပ်တားလို့ပြောလိုက်တော့တီရှပ်ဝမ်းနေတာပေါ့တီရှပ်ဘလို့ပြောခံဒါပေမဲ့ तू ကတော့ချုံတော့မပြောဘူးချုပ်ပလိုက်တယ်ဟုတ်လားကလေးကိုကော့ပြီဟုတ်လားဟုတ်လားကလေးရင်ဝင်ထဲဝင်လာမှချုပ်ပလိုက်တယ်ဘလို့တော်တယ်ချဲတယ်ကလေးကတော့မရဘူးအေးရချိတ်ခိုင်းမှရမိပါသေးဘူးဟိုပြောတော့ပြောတာမစူချင်ဘူးတကယ်မမထိုင်လို့ပြောတာသူ့ရဲ့ညီလေးဒီချက်ပြောတဲ့ပုံမစူချင်ဘူးပြပြောစူနေတဲ့ပုံစံကြီးဒီချက်ဘလို့ကြီးလုံးမစူချင်ဘူးလို့ပြောတဲ့ပုံစံကြီးအဲ့ချက်ကမန်းပေးလို့ပြင်နေတယ်ကဲအဲ့ဒါဆိုကျေးဇူးတင်တယ်တက်ပေးရနော်ကျွန်တော်နောက်တစ်နေ့ပေါ့နော်နောက်တစ်နေ့ဆိုတာနောက်နှစ်တွေပေါ့နော်ဆက်သွားအောင်မယ်အဲ့တော့အစင်ပြာရှိလဲစိတ်ထဲမှာလည်းဒီနေ့ဒီချိန်ရစားပြီးအလုပ်လုပ်တာဒီချိန်နဲ့ပဲဖြစ်ဖြစ်အီတက်တို့ဟိုရေဒီတို့ဒီချိန်တို့ဟိုအခဲမရှိတာဘာညာရှိနေခွတ်လို့ပေးလိုက်ကျွန်တော်ဒီတစ်နှစ်လည်းပြေးသွားပြီ6နှစ်မြောက်ဖြစ်ပြီပေါ့နော်ကျောင်းကအဲ့တော့ကျေးဇူးအတင်နဲ့အီတက်တို့လည်းနော်အကုန်လုံးကျောင်းနဲ့ပတ်သက်ပြီးတော့ဆရာနဲ့အလုပ်အဆင်ပြေတာအလုပ်တာအဆင်ပြေနေပြောနော်ဟိလားရေဒီတို့ပြေးလားပြေးပြောမှာပေါ့ပြေးပြောပြေးတကယ်ပြေးပါတယ်တကယ်ပြေးပါတယ်ဘလို့တကယ်ပြေးတာတကယ်ဆိုတဲ့စကားအတိတ်ပဲမီးနေဘလို့တကယ်ပြေးတာတော့ရေဒီဟမ်ရေဒီချစ်တယ်သူတို့ညီမလေးတို့ချစ်တယ်ဟေတီတို့ဒီတက်တို့ရေဒီတို့ညီမလေးတို့တကယ်ချစ်တယ်ကျွန်တော်တို့ဒီချေတို့လည်းချစ်ပါတယ်ဟိုတခုဆိုဘယ်လိုပြောမလဲဟိုအခုကျွန်တော်ကျောင်းမှာရှိတဲ့ဒီချေအကုန်လုံးနဲ့သူတို့ပေါ့နော်ဟိုကျွန်တော်အလုံးဟိုရှာပြီးတော့ခန့်ရတဲ့အချိန်ဒီမှာကျွန်တော်အများဆုံးတွေ့တာတော်တော်ရှားပါတယ်ကျောင်းနဲ့ကိုခံယူချက်ပုံမှန်တိုင်းဟို salary တစ်ခုနဲ့ဝင်လာတဲ့ချေလို့ကျွန်တော် stay မဖြစ်တာများတယ်ဘာမှလည်းမဖြစ်ကြဘူးကျွန်တော်ဒီမှာအဲ့တော့ဒီကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုယုံကြည်တယ်ကျတော့အကုန်လုံးလည်းစာသင်နေပဲဘယ်လိုပဲဘယ်ပြဿနာတွေပဲတက်လာကျွန်တော်ယုံကြည်တယ်